ရိုးရချင်းလုံးမှာတော့မြမဆိုတာဘာလဲသိအောင်ရွှေစိတ်စုတွေယူပြီးတော့တက်တည်ပြခဲ့ပြီအားလုံးပဲမင်္ဂလာပါမြာ Football IQ ကတင်ဆက်နေပါတယ်ချင်းလုံးကတော့သတင်းဖုံးသွားခဲ့ပြီဆိုတဲ့အတိုင်းပဲထိုင်းနိုင်ငံအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့ရှီတောင်အာရှစီဂိမ်းပြိုင်ပွဲကြီးမှာမြန်မာနိုင်ငံအတွက်ပထမဆုံးသောရွှေစိတ်စုတွေကိုအသီးသီးစကူရယူပေးနိုင်ခဲ့ပါတယ်ရိုးရချင်းလုံးဆိုတာမြန်မာပြည်ကနိုင်ငံသူနိုင်ငံသားတွေရဲ့ရိုးရအမွေအနှစ်တစ်ခုဆိုရင်လည်းမမှားသလိုရွှေမြန်မာတို့ရဲ့တဲကြီးကြိုက်အားကစားနည်းတစ်ခုဆိုရင်လည်းမမှားပါဘူးရက်ကွက်ဒီလမ်းတွေထဲမှာပါအမြဲလိုနေရာယူတတ်တဲ့ဒီအားကစားနည်းဟာစီဂိမ်းမှာရွှေရဖို့ဆိုတာမခက်ခဲပါဘူးဒါပေမဲ့အဖက်ဖက်ကပြင်ဆင်မှုတွေအားကောင်းလာတဲ့အတွက်အိမ်နီးချင်းထိုင်းနိုင်ငံချင်းလုံးအသင်းကမြန်မာချင်းလုံးအသင်းတွေအတွက်အခက်တွေ့တဲ့ပြိုင်ဘက်ဖြစ်လာခဲ့တာပါဒီနေ့မနက်ပိုင်းမှာပဲမြန်မာလက်ရွေးစင်မျိုးသမီးချင်းလုံးအသင်းဟာထိုင်းလက်ရွေးစင်မျိုးသမီးချင်းလုံးအသင်းကိုနိုင်ယူပြီးတော့မြန်မာနိုင်ငံအတွက်ပထမဆုံးရွှေစိတ်ဆုကိုအရာယူပေးနိုင်ခဲ့တယ်လို့မြန်မာလက်ရွေးစင်မျိုးသားချင်းလုံးအသင်းကလည်းထိုင်းလက်ရွေးစင်မျိုးသားချင်းလုံးအသင်းကိုနိုင်ယူပြီးတော့ဒုတိယမြောက်ရွှေစိတ်ဆုကိုရယူပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်အဲဒါကြောင့်ချင်းလုံးအားကစားနည်းနဲ့အတူရွှေမြန်မာတို့တာထွက်လာခဲ့ပြီးတော့ရန်အားကစားနည်းတွေမှာလည်းရွှေစိတ်ဆုတွေရယူနိုင်မလားဆိုတာစောင့်ကြည့်သွားရတော့မှာပါမြန်မာလူမျိုးချင်းလုံးအသင်းတွေရဲ့အလားပြခက်ကစားပုံတွေကိုထိုင်းပရိသတ်တွေနဲ့တခြားနိုင်ငံကပရိသတ်တွေအကုန်လုံးအံ့အားသင့်ခဲ့ကြရသလိုပြန်လည်ပြီးတော့လိုင်းပေါ်မှာတင်ခဲ့ကြတဲ့အထိကိုမြန်မာချင်းလုံးအားကစားသမားတွေရဲ့အလားပြခက်ကစားပုံကတိတ်ကိုမှကြည်ကောင်းတယ်လို့မြန်လဲမြန်မှန်လဲမှန်တဲ့ဟန်ချက်ကြောင့်အံ့ဩစရာကောင်းလွန်းတာဖြစ်ပါတယ်အဲဒါကြောင့်ပဲပိုက်ကျော်ချင်းမှာသာထိုင်းကဆရာကြကျင်ကြမယ်ရွရချင်းလုံးမှာတော့မြန်မာကိုရှင်လို့မရဘူးဆိုတာဒီနေ့ပွဲတွေကတတ်သိပဲလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ပါရစေများကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်များ